嘿，节目，把那个做。你40不来搞的有没啦？嘿，你买盐啦，啦。Oh no！嘿，ဘာဖြစ်လို့လဲ？但没有公司表示啦，没打耶。有ဘူးလားအဆိုမစင်ဂျာနေပို့လိုက်你妈妈就在了，你妈里就在了。မမတော့ဘာလို့妈妈就在了？ဘုန်းကြီးရှင်တော့ဟဲ့俺那有7年加吧，你看我变7班了。俺你有没吃奶木？哦，俺这路来哈，俺妈抽烟节的西路。你那没呀？不对嘞。你那没家里呀？谁给我摸啥了？哎呦我的妈！ကိုတင်းနဲ့3နဲ့ပေါင်းတော့ဘယ်လောက်ဟောတင်းနဲ့3နဲ့ပေါင်း4လေ4အေးကိုပြော2နဲ့ပေါင်းတော့4ဆိုအေးလေ2နဲ့2နဲ့ပေါင်းနဲ့4ပဲတင်းနဲ့3နဲ့ပေါင်းနဲ့4ပဲ မိမခိုးချောင်အပြိုကြီးတယောက်ကဝဲလိုက်ပြီးတော့ကြားအဲ့ဘာလို့ရမှာမိမအဲ့ချန်ကြီးဖြီးပေါင်းဝင်မှာလို့ ဖြီးမတို့ရယောက်ျားရဲ့အဲ့ချန်ကြီးကိုမိမပန်အောင်ယောက်ျားလုပ်ပြအမေရှိမှမရပြရှိလို့ပြောနေတာအဲ့ပြိုကြီးကိုယောက်ျားယူလိုက်မယ်လေဟယ်လိုကိုအိမ်မှာဖေတော့မေတော့မရှိဘူးတိလားဟုတ်လားအပြင်ထွက်ပြီးသွားရှာကြည့်လေဘယ်သူမှလည်းမရှိဘူးတိလားကိုမအားသေးဘူးလို့လာခဲ့ပါကိုရဲ့ပူစီလေးရတယ်စားနေပြီနော်မချောက်လေးပါလေးရှိရင်ကြိုးထားလိုက်လေဒီပူစီလေးတနာပါတယ်ဟယ်လိုမကိုတလောက်ပြောနေတာသဘောမပေါက်ဘူးပေါက်တယ်ဟဲ့မသားမရဲ့ဝါဖန်းတို့မှတီးလို့တမင်မလာတာတမီးရောပါရ哎呦我的妈！အဲ့လိုမင်းဘာနေသားလဲအင်္ဂဟုအင်္ဂါမင်းမဟုတ်ဘူးကြာတာပရိကြာတာပရိကျတာပရိသဆိုတော့ပပမဖာသမသားဆိုပထမတန်းပထမတန်းသားဆိုတော့အာဒရဏပုတိကနဲ့တေသာထွန်းစိန်မယင်ဖိုးကျုံဘယ်ကဒီမကောင်းတဲ့အမျိုးကြီးထည့်ဆက်နေတာတော့မဟုတ်ဘူးလေကိုကြီးဗျာချစ်လားလို့ချစ်တယ်လို့ဘာလို့ချစ်တာလဲဘူးချင်းလို့တယောက်တည်းလဲနော်အမောကျွန်တော် line မှာတတိထားမိညာကြားလာပြီဟုတ်လားမောင်လေးရဲ့ဟုတ်တယ်လေအမ line မှာဟာသားရီဒါရှဲတာလေဟိုတော့နဲ့ဘဲလည်းမရှိဘူးမောင်ပါဗျာမောင်ဝမ်းတောက်ရဲ့တဲ့င်းလေးပြောပြချင်လို့သိလားဘာများလေးမရဲ့မမလေးမောင်နဲ့ရတဲ့ကိုဝင်ရှိနေပြီဗျာမနဲ့ကျွန်တော်နဲ့ကမနေ့ကချစ်သူများနေ့မှာတခါပဲဆုံမှုတွေရလေဗျာမစီကအဖြေတောင်းတော့ကလည်းအချိန်ကြာကြီးမဆောင်ချင်ဘူးမြန်မကြိုက်တာဆို What အဲ့ဒါတော့ဟုတ်တယ်လေခုလဲကလေးအဖေဖြစ်ဖို့အချိန်ကြာကြီးစောင့်ကြမလို့တော့ဘူးပေါ့မောင်ရဲ့အဲ့ဆိုရင်မောင်လူဖြစ်ပြီပေါ့နော်အင်းပေါ့ဝမ်းသာလိုက်တယ်မရဲ့ဘာတကွန်ဒိုမောင်လေးမရုံးလင်းနေရဘူးလားပါโอเคကြားမယ်ဗျာနင်လည်းလေးမစစ်ဘူးလား Oh no မစုံလေလဲတွေဈေးကြီးလို့ဗျာငါရှင်တဲ့လေးစစ်ပဲပြီးတော့အဲ့ဒီလဲတစ်ခုရဖို့ဘယ်လောက်လောက်ရတယ်သိလားသိဘူးလေအေးကြောက်တဲ့စိတ်အောင်ပါအဲ့လိုဘာကြော်ထားတဲ့ပူနုနဲ့အိုးကြီးတွေကိုလက်ကိုနှိပ်ပြီးတော့မှ6ခံခါပြီးတော့မှအဲ့ဒီ6သွားပြီဆိုတော့မှတစ်ခုချင်းချော့ရတာတော်ပင်မန်းတယ်တော်ပူပဲအဲ့ဆိုခုံလုံးလုံးတဲ့လူတော်တော်ပူမှာပဲနော်အင်းပေါ့အယောဒီမှာကိုကချောတယ်နော်သိတယ်လေဟုတ်ကိုမကြီးသားမရှိဘူးလားမရှိပါဘူးညီမမလည်းကောင်းလေးမရှိဘူးအဲ့မှာကောင်းလေးမရှိဘူးလို့နောက်လို့ရှိလာမှာပေါ့မအေးလို့တက်တက်လုံးဆုံးမရပါစေဘူးမနေယောက်ျားอยู่ဖို့စိတ်မကူသေးဘူးလားစိတ်ကိုမကူသေးတာဟေ့ဟေးဘာလို့တော့ဟာဟိုဘက်အိမ်ကမပြုံးကိုကြည့်ပြီးမယူချင်တာဟင်းမပြုံးကဘာဖြစ်လို့အေးဆေးပဲကိစ္စအမလီငါမောင်ရဲ့ကလေးတွေတပြွတ်ပြွတ်မွေးနေတာမသိရင်ကလေးမွေးတဲ့ဆက်ကြီးကြာနေတာပဲအယောဒီမှာဆရာပဲစဉ်းစားကြည့်ဗျာလင်မယားကိစ္စကိုအခုလိုတော့မပြောသင့်ဘူးနင်ကသူများနဲ့ကိုမတူနေရောညောလွန်နေ
နေရငါမိမလေးနေတွေညတွေခွဲစရာမလို တော်ကြတော့ဆရာပြောမယ်ညနှစ်ခါနုနှစ်ပါသဘောတူလား ကျမတဘောတူပါတယ်ဆရာ ကျွန်တော်ကတော့သဘောမတူနိုင်ဘူးဘာလို့လဲဆိုတော့ မင်းတော်တော့အဲ့လိုမှမဟုတ်ရင်မျိုးကိုအယူယူပါလိမ့်မယ် ဘာလို့တလောက်နောက်ကျနေရလဲ နောက်ကျဆိုအင်းကထွက်လာတော့လမ်းထိုက်မှာအဖွားအိုကြီးတယောက်ပတ်စံတစ်တောင်ကြပြောက်လို့တဲ့တငိုတရီနဲ့လိုက်ရှာနေတယ် ။အော်အဲ့ဒါကူရှာပြီးနေလို့နောက်ကျနေရလား မဟုတ်ဘူးတက်နေပြီမတ်တက်ရက်နေတာသူပြန်သွားတော့မှကောက်လာတာဓမ္မကြီးပတ်စံတစ်တောင် ။အကုတုက မသေးချင်ဘူးဆိုရင်ငါညမနဲ့မင်းဘာလို့ပတ်တက်နေတာလဲ ရင်ကုန်တယ်ထိန်ချိုးလို့မရလို့ ငါသားဒါငါတကယ်ချင်းရဲ့သမီးတွေပဲငါတို့လူချင်းချင်းစကားပြောပြီးမင်းနဲ့အဆင်ပြေတဲ့လူတစ်ယောက်နဲ့မင်းကိုနေရာချထားပေးမှာဟုတ်မင်းကြိုက်တဲ့တစ်ယောက်ရွေး ဟုတ်ဖေးဖေးသားလေအချီးမလေးကိုတော့လေမျက်နှာကိုကြိုက်တယ်ဖေးကြီးကဒါပေမဲ့အမြင်မလေးကြောက်ဖေးလာခန္ဓာကိုယ်ကြိုက်တယ်ဖေးကြီးက ဘာရောအဲ့လိုမရဘူးလူပေါ့မင်းတစ်ယောက်ပဲရွေးလေ အာမရဘူးဖေးကြီးကခေါင်းဖြတ်ပြီးဆက်ပေးရင်ဆက်ပေးမဟုတ်ရင်သားနှစ်ယောက်လုံးယူမှာပဲ ဒီတော့စောက်ကွက်လာပြောင်းနေတယ်မင်း